ဒီတခါတော့ဖျဲသီးနှင်းမုံပြုလုပ်ပုံကိုပြသပေးမှာဖြစ်ပါတယ်။ဖျဲသီးရင်မဲ့ချိန်တန်ပြီလားဆိုတာကိုသွားကြထိုးတံအသုံးပြုကစမ်းသပ်ပါတယ်။ဖျဲသီးကွဲကျသွားပြီဆိုရင်တော့ခူးဆွတ်ဖို့အချိန်တန်ပါပြီ။ဒါပေမဲ့ရောင်းဖို့မဟုတ်ပါဘူး။ရင်းတို့ကိုအစိတ်သေးသေးလေးတွေစိတ်ပါတယ်။မြေအိုးထဲကိုစားတစ်ထပ်ဖျဲသီးစိတ်တစ်ထပ်စီထည့်ပါတယ်။အဲ့ဒီနောက်မြေအိုးကိုဖုံးအုပ်ကအေးပြီးလေဝင်လေထွက်ကောင်းတဲ့နေရာမှာထားလိုက်ပါတယ်။လအနေငယ်ကြာပြီးနောက်မှာတော့မြေအိုးအပြင်ဘေးဘက်မှာနှင်းပွင့်ပုံတံအဖြူရောင်အမုတ်လေးများကတ်နေတာတွေ့ရပါလိမ့်မယ်။ရင်းတို့ကိုဂယုတစိုက်ကြက်တောင်မွေးနဲ့စုဆောင်းပါတယ်။ဘာလို့လဲဆိုတော့ဖျဲသီးနှင်းမုံဟာကတွင်းပြည်တီနာတွေနဲ့လဲချောင်းနာရောဂေါတွေအတွက်အထူးကောင်းမွန်ပါတယ်။ဒါကြောင့်လဲ1ကီလိုကို US ဒေါ်လာ300ဝန်းကျင်တန်ကြေးရှိပါတယ်။အမုတ်လေးတွေကုန်စင်သွားပါကမူလနေရာမှာပဲပြန်ထားကထက်ကချိယူလို့ရပါတယ်။အရန်ကျိုးမြတ်များတဲ့လုပ်ငန်းတစ်ခုပဲဖြစ်ပါတယ်။မယုံနိုင်စရာကောင်းလောက်အောင်ပဲတေလောက်အောင်အေးခဲနေတဲ့အနှုတ်20ဒီဂရီလောက်မှာတော့တရုတ်လူသမားတွေဟာအလုပ်လုပ်ဖို့တင့်တော်တဲ့အနေအထားရောက်ရှိပါတယ်။သူတို့ဟာညီညာနေတဲ့ရေခဲမျက်နှာပြင်ကိုစတူရန်ပုံကွက်တွေပုံဖော်ပါတယ်။ထို့နောက်တန်တူရွေးများအသုံးပြုကာထိုးခွဲပါတယ်။အဲ့ဒီအခါမှာတော့စတူရန်ပုံရေခဲတုံးကြီးများဘောလောပေါ်ကမျောပါလာကြပါတယ်။အလုပ်သမားတွေဟာရေခဲတုံးတွေကိုရွေးလျားဆက်ပေါ်တင်ကထရက်ကားများစီပို့ဆောင်ပါတယ်။ရေခဲတုံးကြီးတွေဟာမြကြောက်တုံးကြီးတွေအလားတောက်ပနေပါတယ်။သူတို့ကိုထရက်ကားများနဲ့တဲဆောင်ကတနေရာမှာစုပုံစီထားလိုက်ပါတယ်။ထို့နောက်တိဆောက်မဲ့နေရာသို့ပို့ဆောင်ကအလွန်တရာခမ်းနားလှပတဲ့ရေခဲနန်းတော်ကြီးများတိဆောက်ကြပါတယ်